ခေါဆွဲအနေနဲ့ကတော့ဒီခေါဆွဲလေးကိုတုံးပါတယ်ခေါဆွဲလေးကိုအရင်ကြိတ်ပါလေတော့ဦးထုံလို့ရေးထားပြီမယ်ခေါဆွဲအရသာနဲ့ကွက်တိပဲလုံးဝခေါဆွဲတိုင်းပဲဘာမြင်ရလဲမြင်ရလဲဒါလေးပါဦးထုံဆိုတဲ့ဟာမျိုးလောက်ထားလုံးဝခေါဆွဲတိုင်းပဲဆိုရင်တော့စက်သားလေးထည့်ပြီးထည့်ပြီးဒီမှာကျုပ်ပဲရှိကျုပ်ပဲထည့်ရတာတော့ပတ်တိပဲချုံမစားခြင်းနဲ့ကြားနဲ့ချက်ပါချုံမတက်တယ်ပြန်ချုံမချက်ရပါလေအစမစားနိုင်တဲ့ကျတော့မလေးအစိမ်းမထည့်ပြီးစီမတက်လို့ရောင်းတော့ဟောဖြော်လေးဖြစ်နေပါမယ်အစမစား